အားလုံးပဲမင်္ဂလာပါ Memory for YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့10စုနှစ်ပေါင်းများစွာတဲ့ကကမ္ဘာစီးပွားရေးရဲ့တရဖူကိုစောင်းနာတာကတော့ American Dollar ပဲဖြစ်ပါတယ် American ဗဟိုဘဏ်ကဒေါ်လာအတိုးနှုန်းနဲ့ငွေကြေးစည်းစိမ်မှုကိုအပြောင်းလဲလုပ်လိုက်တိုင်းကမ္ဘာတဝန်းကနိုင်ငံတွေရဲ့စီးပွားရေးဟာအနည်းနဲ့အများဆိုသလိုဂရဲရိုက်လှုပ်ခတ်သွားလိမ့်ရှိပါတယ်ဒါပေမဲ့ဒီလိုပြိုင်မကင်းငွေကြေးအင်ပါရာကြီးကိုခုခါမှာတော့အင်အားကြီးနိုင်ငံတစုကပေါ်ပေါ်တင်တင်အားခံပြီးစိန်ခေါ်ဖို့စတင်နေပြီပဲဖြစ်ပါတယ်။ချိန်တုန်းကဒေါ်လာကိုဖြုတ်ချဖို့ဆိုတာယူသွတ်တဲ့အိမ်မက်တစ်ခုလို့ထင်ခဲ့ကြပါတယ်။ခုခါမှာတော့ဒီအိမ်မက်ကလက်တွေ့ဖြစ်လာဖို့အရှိန်အဟုန်ပြင်းပြင်းနဲ့အသက်ဝင်လာနေပြီဖြစ်ပါတယ်။အဲ့ဒီလိုအမေရိကန်ရဲ့ငွေကြေးအင်ပါရာကြီးကိုထိပ်တိုက်ရင်ဆိုင်မှုကြိုးစားနေတဲ့အဓိကအဖွဲ့အစည်းကြီးကတော့ BRICS လို့ခေါ်တဲ့ BRICS အဖွဲ့အစည်းကြီးပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ဒီအဖွဲ့အစည်းကြီးဘလို့တမိုင်းကြောင်းနဲ့စတင်ခဲ့တယ်လေဂျားကာလာတွေမှာဒေါ်လာကိုဖြုတ်ချဖို့ဘလို့လှုပ်ဝက်ပြင်ဆင်ခဲ့ကြတယ်လေပြီးတော့တကယ်ပဲဒေါ်လာကိုအစားထိုးနိုင်မဲ့ငွေကြေးအသစ်ထွက်လာတော့မှလားဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် BRICS ဆိုတာနိုင်ငံရေးကောင်းဆောင်တွေဖန်တီးထားခဲ့တဲ့အဖွဲ့အစည်းမဟုတ်ပါဘူးဒီနာမည်ကိုအမေရိကန်ကယင်းနှိမ့်နှံမှုဘဏ်ကြီးတစ်ခုဖြစ်တဲ့Goldman Sachs ကစီးပွားရေးပညာရှင် Jim O'Neill က2001ခုနှစ်မှာစတင်မဲ့ခေါ်ခဲ့တာပါ။အဲ့ဒီချိန်ကသူရေးသားခဲ့တဲ့ Building Better Global Economic BRICS ဆိုတဲ့စာတမ်းမှာအနာဂတ်ကမ္ဘာစီးပွားရေးကိုအနောက်နိုင်ငံတွေကမဟုတ်တော့ပဲ Brazil, Russia, India, China ဆိုတဲ့ဖွံ့ဖြိုးဆဲ၄နိုင်ငံ BRIC ကဥဆောင်လာလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။ဒီအယူဆကိုအဲ့ဒီနိုင်ငံကခေါင်းဆောင်တွေကသဘောကျသွားပါတယ်။ဒါကြောင့်2006ခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာဒီ၄နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးတွေပထမဆုံးကြိမ်လှုပ်ဝက်တွေ့ဆုံခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့2009ခုနှစ်ရုရှားနိုင်ငံရီကာတာမတ်မြို့မှာတော့နိုင်ငံခေါင်းဆောင်တွေတရားဝင်တွေ့ဆုံတဲ့ပထမဆုံး BRIC ထိပ်သီးညီလာခံကိုတရားဝင်ကျင်းပနိုင်ခဲ့ပါတယ်။2010ခုနှစ်မှာတော့တောင်အာဖရိကကိုပါအဖွဲ့ဝင်ဖြစ်ဖိတ်ခေါ်လိုက်တဲ့အတွက်S အခရာတိုးလာပြီးကျွန်တော်တို့ဒီနေ့သိနေတဲ့ BRICS ဆိုတဲ့ BRICS ဆိုတဲ့အဖွဲ့အစည်းကြီးဖြစ်လာပါတော့တယ်2024ခုနှစ်ဇန်နဝါရီလမှာတော့ Saudi Arabia, UAE, Iran, Egypt နဲ့ Ethiopia နိုင်ငံသစ်9နိုင်ငံမှာထပ်တိုးလာတဲ့အတွက်ကမ္ဘာလူဦးရေရဲ့45%နဲ့ကမ္ဘာရေနံထွက်ရှိမှုရဲ့44%ဝန်းကျင်ကိုချုပ်ကင်ထားနိုင်တဲ့အင်မတန်ကြီးမားတဲ့အစုအဖွဲ့ကြီးဖြစ်လာပါပြီဒီနိုင်ငံတွေကဘာလို့ဒေါ်လာကိုစိန်ခေါ်ဖို့အသေးလဲကြိုးစားလာကြတာလဲဒီအကြောင်းရင်းကိုသိဖို့ဆိုရင်2008ခုနှစ်ကမ္ဘာစီးပွားရေးပြက်ကတ်ကြီးကိုပြန်ကြည့်ရပါမယ်2008ခုနှစ်မှာအမေရိကန်ရဲ့အိမ်ချမ်းမြေဈေးကွက်နဲ့ဘဏ္ဍာရေးစနစ်အတွင်းမှာရှိတဲ့အန်ဒီရတွေကြောင့်အမေရိကန်စီးပွားရေးပြိုကျခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ဒေါ်လာကိုမှီခိုနေရတဲ့ကမ္ဘာကြီးတစ်ခုလုံးမှာမစီမစံစီးပွားရေးကတ်ဆိုင်ပြီးနိုင်ငံအများပြားမှာလူတွေအလုံးလက်မဲ့ဖြစ်ကုန်ပါတယ်အဲ့ဒီချိန်မှာ BRICS ခေါင်းဆောင်တွေဟာအရေးကြီးတဲ့အသည့်တစ်ခုဝင်လာခဲ့ပါတယ်။ဒါကတော့အမေရိကန်တနိုင်ငံရဲ့အမှားကြောင့်ငါတို့နိုင်ငံတွေပါလိုက်ပြီးနှင်မွန်းရမယ်။တနစ်ကြီးထဲမှာစက်မနေသင့်တော့ဘူးဆိုတာပါပဲ။ဒါအပြင်နောက်ထပ်အဓိကအကြောင်းရင်းကတော့အမေရိကန်ကဒေါ်လာကိုစစ်လက်နက်တစ်ခုလိုအသုံးပြုလာတာကြောင့်ပါ။ကမ္ဘာ့ဘဏ်တွေအချင်းချင်းငွေလဲတဲ့ Swiss စနစ်ဆိုတာဒေါ်လာပေါ်ကိုအခြေခံထားတာပါ။ Americans ကနားမထောင်ရင်အဲ့ဒီစနစ်တွေကနေပိတ်ချလိုက်ရုံနဲ့နိုင်ငံတစ်နိုင်ငံကိုကမောက်ကမဖြစ်အောင်လုပ်လို့ရပါတယ်2012ခုနှစ်မှာအီရန်ကိုဆွစ်စနစ်ကနေပိတ်ချခဲ့တယ်လို့2022ခုနှစ်ရုရှားယူကရိန်းစစ်ပွဲစတင်ချိန်မှာလည်းနိုင်ငံတကာမှာရုရှားအနှံထားတဲ့နိုင်ငံခြားအရန်ငွေဒေါ်လာ300ဘီလီယံဝန်းကျင်ကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေကညှရင်းချင်းပိတ်ဆို့ပစ်လိုက်ပါတယ်ဒီလိုရက်ကကြံတဲ့ BRICS နိုင်ငံတွေကိုငါတို့လည်းတနေ့ဒီလိုအသိမ်းခံရနိုင်တယ်ဆိုတဲ့အကြောက်တရားဝင်သွားစေပြီးဒီ dollarization ဒေါ်လာအမိကိုကင်းရေးကိုအသေးအတန်ပြင်ဆင်လာတဲ့ကြီးမားဆုံးတွန်းအားဖြစ်ခဲ့ပါတယ်ဒီလိုအသိဝင်လာတဲ့နောက်မှာ BRICS နိုင်ငံတွေဟာစကားတက်ပြောမနေတော့ပဲလက်တွေ့လှုပ်ရှားမှုတွေကိုအစစ်စစ်လှုပ်ဆောင်လာခဲ့ပါတယ်ထင်ရှားဆုံးခြေလှမ်းကတော့2014ခုနှစ် Brazil နိုင်ငံ Fortaleza ထိပ်သီးညီလာခံမှာဖြစ်ပါတယ်သူတို့ဟာအမေရိကန်လွှမ်းမိုးထားတဲ့ကမ္ဘာ့ဘဏ် World Bank နဲ့နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ကိုအားမကိုးတော့ပဲကိုယ်ပိုင်ဘဏ်တစ်ခုဖြစ်တဲ့ New Development Bank NDB ကိုတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာတည်ထောင်လိုက်ပါတယ်ဒေါ်လာအကျပ်တဲဖြစ်လာရင်ချင်းငွေထုတ်ပေးဖို့ CRA လို့ခေါ်တဲ့ဒေါ်လာ100ဘီလီယံနဲ့အရန်ရန်ပုံငွေတစ်ရက်ကိုပါဖွဲ့စည်းခဲ့ပါတယ်NDB ဘဏ်ရဲ့ထူးခြားချက်ကတော့
ချေးငွေတွေကိုဒေါ်လာနဲ့ပဲမဟုတ်ပဲအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်ပိုင်ငွေကြေးဥပမာတရုတ်ယွမ်အိန္ဒိယယူပီတွေနဲ့ပါထုတ်ချေးဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒါဟာဒေါ်လာလိုအပ်ချက်ကိုဓာတ်ရိုက်ရှော့ချပစ်လိုက်တဲ့အကောင်းဆုံးကစားကွက်တစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့ဘန်ရီတီထောင်နဲ့မရပါဘူးဒေါ်လာကိုရှောင်ကွင်းဖို့ဆိုရင်အမေရိကန်ထိန်းချုပ်ထားတဲ့ SWIFT ငွေလဲစနစ်ကိုကြော်ဖြတ်နိုင်မဲ့ကိုယ်ပိုင်ကွန်ရက်တွေလိုအပ်ပါတယ်ဒါကိုလည်းသူတို့ကြိုသိထားခဲ့ပါတယ်ဒါကြောင့်တရုတ်နိုင်ငံဟာ2015ခုနှစ်မှာတည်းက Cross Border Interbank Payment System CIPS ဆိုတဲ့ကိုယ်ပိုင်ငွေလဲစနစ်ကိုတည်ဆောက်ခဲ့ပြီးရုရှားကလည်း SPFS ဆိုတဲ့ကိုယ်ပိုင်စနစ်ကိုဖန်တီးထားခဲ့ပါတယ်ဒီနည်းပညာတွေအသီးပွင့်တွေကိုအခုကမှတော့လက်တွေ့မြင်နေရပါပြီအရင်ကရုရှားကအိန္ဒိယကိုရေနံရောင်းရင်ဒေါ်လာနဲ့ပဲအရောင်းဝယ်လုပ်ရပါတယ်အခုကမှတော့အမေရိကန်ကရုရှားကို Swiss နစ်ကနေပိတ်ထားပေမဲ့အိန္ဒိယနဲ့ရုရှားကဒေါ်လာကိုတိတ်မသုံးတော့ပဲရူဘီနဲ့ရူဘယ်ကိုဓာတ်ရိုက်လဲတယ်ပြီးရေနံအရောင်းဝယ်ကိုအောင်မြင်စွာလှုပ်ဆောင်နေကြပါပြီဆော်ဒီနဲ့တရုတ်ကြားမှာလည်းရေနံကိုယွမ်ငွေနဲ့ရှင်းဖို့သဘောတူညီမှုတွေရလာနေပါပြီဒါဟာဒေါ်လာမပါပဲကမ္ဘာကုန်သွယ်ရေးလေပတ်လို့ရတယ်ဆိုတာကိုသက်သေပြလိုက်တာလည်းဖြစ်ပါတယ်ဒီအချက်တွေကြောင့်ကမ္ဘာတဝန်းမှာသတင်းတွေထွက်ပေါ်လာပါတယ် BRICS နိုင်ငံတွေဟာဥရောပရဲ့ယူရိုငွေလိုမျိုးစက္ကူငွေကြေးအသစ်တစ်ခုကိုမကြခင်ထုတ်ဝေတော့မယ်အဲ့ဒီငွေကြေးကိုရွှေနဲ့ကြောထောက်ကန်ပြူထားမယ်ဆိုတဲ့သတင်းတွေပါဒါပေမဲ့နိုင်ငံတကာစီးပွားရေးပညာရှင်တွေကတော့ဒါလုံးဝမဖြစ်နိုင်သေးဘူးလို့သုံးသပ်ကြပါတယ်တကယ်လက်တွေ့မှာ BRICS ခေါင်းဆောင်တွေလှုပ်ချင်နေတာကဥရောပရဲ့ယူရိုငွေလိုမျိုးဘုံငွေစက္ကူအသစ်တစ်ခုထုတ်ဝေဖို့မဟုတ်ပါဘူးနိုင်ငံတိုင်းကကိုယ့်ငွေကြေးနဲ့ကိုယ်ဆက်သုံးနေရင်ကနေနိုင်ငံတကာကုန်သွယ်မှုတွေလုပ်တဲ့အခါမှာဒေါ်လာကိုကြားကန်စရာမလိုပဲအချင်းချင်းဓာတ်ရိုက်ရှင်းလို့ရမယ် BRICS Pay လိုမျိုးစနစ်တွေအပြင် Embrace လိုနိုင်ငံတချို့ပူးပေါင်းတဲ့ Digital Payment Project တွေကိုတည်ဆောက်ချင်တာပါဆိုလိုတာကတရုတ်ကဘရာဇီးစီကနေကုန်ပစ္စည်းဝယ်မယ်ဆိုရင်ဒေါ်လာကိုအလဲကနေခံပြီးလဲလှယ်စရာမလိုတော့ပဲဒီ Digital ကွန်ရက်ပေါ်ကနေတဆင့်သူတို့ရဲ့ကိုယ်ပိုင်ငွေကြေးချင်းချင်းဓာတ်ရိုက်နဲ့လုံလုံခြုံခြုံရှင်းလင်းလို့ရမယ်ဗဟိုစနစ်တစ်ခုကိုဖန်တီးချင်တာဖြစ်ပါတယ်ဒီလိုကြည့်လိုက်ရင်တော့ဒေါ်လာခေတ်ကြီးကကုံဆုံးတော့မလို့ထင်ရပါမယ်တကယ်လက်တွေ့မြင်ပြင်မှာတော့ BRICS အောင်မြင်ဖို့အတွက်အလွန်ကြီးမားတဲ့အတားအဆီးတွေရှိနေပါသေးတယ်ဒါတွေကိုကြည့်ရမယ်ဆိုရင်တော့ပထမဆုံးနဲ့အကြီးဆုံးအခက်အခဲကတရုတ်နဲ့အိန္ဒိယကြားကပြန်ဆိုင်မှုပဲဖြစ်ပါတယ်ဒီနှစ်နိုင်ငံဟာနယ်စပ်မှာသွေးတဲ့တန်ကိုဖြစ်တဲ့အထိစီးရေးရအမြဲတင်းမာနေတဲ့ပြိုင်ဘက်တွေပါအိန္ဒိယအနေနဲ့အမေရိကန်ဒေါ်လာကိုမသုံးချင်ပေမဲ့တရုတ်ရဲ့ယွမ်ငွေကိုဒေါ်လာနေရာမှာအစားထိုးဝင်ရောက်လာခွင့်ကိုလည်းလုံးဝအဖြစ်ခံမှာမဟုတ်ပါဘူးဘုံငွေကြေးဆိုတာနိုင်ငံတွေကြားမှာအကျွမ်းမဲ့ယုံကြည်မှုရှိမှသာလုပ်လို့ရတဲ့အရာလည်းဖြစ်ပါတယ်ဒုတိယအခက်အခဲကတော့စီးပွားရေးအင်အားမမျှတခြင်းပါ BRICS နိုင်ငံတွေရဲ့စုစုပေါင်း GDP ကိုကြည့်ရင်တရုတ်နိုင်ငံတစ်ခုတည်းကတင်80%ကျော်ကိုပိုင်ဆိုင်ထားပါတယ်ဘရာဇီးရုရှားတောင်အာဖရိကတို့ကတိတ်မကြီးပါဘူးဒါကြောင့်ဘုံငွေကြေးတစ်ခုထုတ်လုပ်မယ်ဆိုရင်တော့တရုတ်ဗဟိုဘဏ်ရဲ့အလိုကျချစ်လေတာကိုတခြားနိုင်ငံတွေကခံရနိုင်တဲ့အန္တရာယ်ရှိနေပါသေးတယ်တတိယအခက်အခဲကတော့ဒေါ်လာရဲ့အမြင့်တွင်နေမှုပဲဖြစ်ပါတယ် BRICS နိုင်ငံတွေကိုယ်တိုင်ကအမေရိကန်ဒေါ်လာနဲ့ငွေတိုက်စာချုပ်တွေကိုဒေါ်လာဘီလီယံရာနဲ့ချီပြီးပိုင်ဆိုင်ထားဆဲပါဒါကြောင့်သူတို့ကိုယ်တိုင်တော့ဒေါ်လာကွန်ရက်ထဲကနေရုံထွက်ဖို့အချိန်အများကြီးယူရအောင်မဲ့အခြေအနေပါဒါကြောင့်အမေရိကန်ဒေါ်လာဟာချိန်နှင်းငယ်အတွင်းမှာချက်ချင်းကြီးပြိုကျပျက်စီးသွားလိမ့်မယ်ဆိုတာကတော့လုံးဝမဖြစ်နိုင်သေးပါဘူးဒါပေမဲ့တေးကြတာတစ်ခုကတော့ကမ္ဘာကြီးရဲ့ဘဏ္ဍာရေးစနစ်ဟာအမေရိကန်ဒေါ်လာတစ်ခုတည်းကသာကမ္ဘာအရှင်သခင်ဖြစ်အကျွမ်းမဲ့အိုဆိုးထားတဲ့ယူနီပိုလာစနစ်ကနေတဖြည်းဖြည်းဝင်ရိုးစွန်းအများပြားပါဝင်တဲ့မာတီပိုလာစနစ်ဘက်ကိုအရှိန်ဟုန်နဲ့ကူးပြောင်းနေပြီဖြစ်ပါတယ်ဆိုလိုတာကအနာဂတ်ကမ္ဘာကြီးမှာဒေါ်လာကို73နေရာဦးမှာမှန်ပေမဲ့နိုင်ငံတွေဟာအရင်လိုဒေါ်လာမရှိရင်မဖြစ်တဲ့အခြေအနေမျိုးမဟုတ်တော့ပဲဒေါ်လာတရုတ်ယွမ်ငွေဥရောပယူရိုနဲ့ BRICS စနစ်တွေကိုကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားလိုက်လွတ်လွတ်လပ်လပ်ရွေးချယ်အသုံးပြုနိုင်တဲ့ကမ္ဘာတစ်ခုစီကိုချီတက်နေပြီပဲဖြစ်ပါတယ် BRICS နိုင်ငံတွေရဲ့လှုပ်ရှားမှုတွေကကမ္ဘာစီးပွားရေးသမိုင်းမှာအကြီးမားဆုံးသောအပြောင်းအလဲတစ်ခုကိုဖန်တီးနေတာကတော့အမှန်ပါပဲမိတ်ဆွေတို့ရဲ့အမြင်မှာရောတရုတ်နဲ့အိန္ဒိယအပါအဝင် BRICS အဖွဲ့ကြီးကသဘောထားကွဲလွဲမှုတွေကိုကြော်ဖြတ်ပြီးတကယ်ပဲအမေရိကန်ရဲ့ဒေါ်လာအင်ပါယာကြီးကိုဖြုတ်ချနိုင်မယ်လို့ထင်ပါတယ်